ဆိုတာဆွဲတိုက်တယ်သိလားသူများပန်ပြီးသားပန်ကိုငါဘယ်တော့မှမလိုက်သူများပန်ပြီးသားပန်ကိုငါဘယ်တော့မှမလိုက်ရုံးလို့မင်းပန်းပဲလေငါလေးတန်ကတန်းတယ်လီဒေါသကြီးလိုက်တာနော်စိတ်ကိုနည်းနည်းလျှော့ပါအောင်မင်းဘာဆက်လုပ်တဲ့နေဆိုတာမင်းမသာမင်းဆုံးဖြတ်ပြီးပြီဆိုရင်ပြီးပါဟုတ်လားနောင်တဆိုတဲ့ဖြစ်တကူရမှာပေါ့အဲ့ကြရင်ဝမ်းနေစကားမပြောချင်ဘူးဟုတ်ကြည့်ပါဘာမှမတွေ့ပါဘူးလို့ဆိုပါမရှိဘူးဘာမှတို့တိတ်စိတ်တယောက်ချင်းလေးတတိယတဇော်ကလည်းမတွေ့ရတဲ့နောက်ပိုင်းမှာအမလေးတွေဘယ်နေရောက်လဲတွဲနေမှာဖြစ်တယ်ကဲအဲ့ဒါဆိုရင်ငါညီရောငါညီမအောင်စခန်းခဏလိုက်တယ်ကျွန်တော်ကဘာဖြစ်စီလို့